လည်းကင်းမှာမထင်မှတ်ပဲဒီဗီဒီယိုလေးကိုတွေ့လိုက်တော့တော်တော်လေးကိုကျွန်တော်အံ့ဩသွားခဲ့ရပါတယ်ပြီးတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာဒီဗီဒီယိုထဲမှာအမပြောသွားတဲ့စကားလုံးတွေပါဆိုတော့အမပြောသွားတဲ့အကြောင်းအရာတွေကကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအတွက် message တစ်ခုရရှိမယ်လို့ယုံကြည်တဲ့အတွက်ဒီဗီဒီယိုလေးကိုပြန်လည်ပြီးတော့ reaction လုပ်ပေးလိုက်ရှင်ဖြစ်ပါတယ်ဆိုတော့ထုံးစံအတိုင်းဗီဒီယိုလေးကိုကျွန်တော်ဖွင့်ပြမယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်ဆိုတော့အမဘာတွေပြောထားလဲအတူနားထောင်ကြည့်အောင်သိချာလေးနားထောင်ကြည့်နော်ဆိုတော့အားကြီးနေတာသူကလေပြောရမယ်ဆိုလို့ရှိရင်ဒီထက်မကဖြစ်စေချင်တာပေါ့နော်သူကအစစ်နဲ့လောင်းနေတယ်များများလောင်းပေးပါဆိုပြီးတော့ရေးထား comment ပိုင်းရှင်းရတော့ဆိုတော့အကူကကျမကိုဒီထက်မကနာကျင်စီခြင်းနဲ့ဒီထက်မကပျက်စီးခြင်းနဲ့ကျမကတော့ဒီလိုပြောလို့ကျမမခံစားရတော့ကျမအရင်ခံစားခဲ့ရတဲ့ဟာတွေကများတော့ခါကြပါလေကျမစိတ်ဆိုးလို့အခုဒီလိုပြန်ပြောရတယ်မဟုတ်ဘူးပေါ့နော်အခုဝေါ်ထဲဝင်ကြည့်ရတဲ့လောက်ကတော့အကူကလူကြီးလူကောင်းပုံစံပါပဲเนาะဘာဖြစ်လို့ဒီလိုစကားပြောရလဲပေါ့လေအတိညာအရင်မရှိရတာပေါ့နော်အခုကတော့ကျမတို့ဒီလိုဖြစ်စေချင်တယ်ဒီကျမကဖြစ်စေချင်တယ်ဆိုပြီးမြဲကျမကတော့အခုဒီလိုဖြစ်စေချင်ဘူးပြလားအခုမှမဟုတ်တကဘာလုံးမှာရှိတဲ့သူတွေအားလုံးပေါ့နော်တတဝါပြင်တတဝါယူဆိုအားလုံးလူတွေပေါ့နော်အားလုံးအဲ့လိုမျိုးဖြစ်စေချင်ကျမတို့မျိုးဖြစ်စေချင်ပေါ့နော်နောက်ဆုံးပြောရမယ်ဆိုလို့ရှိရင်ကျမတို့အဲ့လိုလှုပ်သွားတဲ့သူကိုတောင်မှကျမအဲ့လိုမျိုးကျမလိုမျိုးပြန်ဖြစ်စေချင်ကောင်းလိုက်အသက်ရှင်နေတော့ဘဝဟောကြားတည်နေတဲ့ပုံစံမျိုးပေါ့နော်နာကြည့်ခံစားရတဲ့ဟာဖြစ်စေချင်လူကိုယ်ကလေးကလည်းသူများဆိုလို့ရှိရင်လှစေချင်တယ်ကျမကိုယ်တိုင်လည်းလှကြိုက်တော့လေလှစေချင်တယ်သူများရိုးစွအောင်ကျမမလုပ်ဘူးဘယ်တော့ပဲမုံနေပါစေပေါ့နော်ဒီလိုတော့ကျွန်မလုပ်မှာမဟုတ်ဒါကိုယ့်ရဲ့အတိတ်ကံနဲ့ပါတာပေါ့လေပြည်သူအသင်ခံသူအောင်ဘုန်းကြီးတရားဟောထားသလိုမျိုးပေါ့နော်ဆိုတော့အခုဒီလားကျမအခု SN နဲ့ပတ်လိုက်မှာ SN နဲ့လောင်းလိုက်မှာဓာတ်နဲ့ပတ်ထိုးလိုက်မှာတနက်နဲ့ပြေးလိုက်မှာကိုယ့်ရဲ့ရန်သူအစ်စ်မဟုတ်ဘူးနော်ကိုယ့်ရဲ့စိတ်ကလေကိုယ့်ရဲ့မကောင်းတဲ့စိတ်ကလေကိုယ့်ရဲ့ရန်သူအစ်စ်ဖြစ်နေတယ်ဟုတ်တယ်ပို့ပြီးတော့ရန်သူအစစ်ဖြစ်တယ်တဲ့မဟာသစ္စာဆွေစီဆရာတော်ဘုရားကြီးဟောတာလေဆိုတော့အခုလေဒီတရားလေးတောင်းထောင်ကြည့်ပါလား YouTube မှာလေတရားခေါင်းစဉ်လေးကအဆိုးဆုံးရန်သူနဲ့အကောင်းဆုံးမိတ်ဆွေတဲ့တရားလေးကလေအရန်ကောင်းတယ်ဒီလားတလုံးမပြစ်ချစရာမရှိဘူးကွာဒီတရားကိုနားထောင်လိုက်မယ်ဆိုရင်ကိုဒီလိုလိုက်ရေးမှမဟုတ်တော့ဘူးပေါ့နော်သူများကိုပြောလိုက်တဲ့ဟာလေဘာချုပ်ဆရာတော်ဘုရားကြီးဟောထားတယ်ရှိသေးတယ်အာကုသိုလ်ပဲဖြစ်ဖြစ်ကုသိုလ်ပဲဖြစ်ဖြစ်တေးလေးဆိုပြီးတော့လေအထင်မသေးပါနဲ့ပေါ့နော်ဆရာတော်ကြီးဟောထားတာလေတခါတော့ပေါ့နော်မတ်သားဆရာလေးပေါ့နော်တခါတော့ဟာတဲ့မိန်းကလေးတယောက်ကပေါ့နော်မျိုးသမီးလေးတယောက်ကဖះရှိကိုဖို့ဆိုပြီးတော့ဖះသွားတာပေါ့နော်ဖះသွားတော့ခါကျဖះရင်ပြမှာအရှိကဖះဖူးရလူရကစတွေးထွေးထားခဲ့တယ်အဲ့စတွေးကိုတွေ့တော့ခါကျတော့အဲ့အမျိုးသမီးလေးကမတရားစိတ်ဆိုးသွားတယ်ပေါ့နော်စိတ်ဆိုးပြီးတော့သူကဆဲလိုက်တာနော်အောက်ထုံးနဲ့စားတဲ့အားဆဲလိုက်တာပေါ့နော်ဘယ်ဟာမှများဒီစတွေးကိုထွေးသွားတယ်ပေါ့ဆိုပြီးတပြိုင်နက်တည်းပဲသူကတရှိလေးလှုပ်လိုက်တယ်ပေါ့နော်ဒါကုသိုလ်နဲ့အောက်ကုသိုလ်နဲ့သူကတွဲသွားတာပေါ့ဒါဘာမှမဟုတ်ဘူးတိတိလေးပဲသူပြောလိုက်တာနော်ဆိုတော့ဒီတရှိလှုပ်လိုက်တဲ့ကံလေးကြောင့်မို့လို့သူကဖြစ်လျာဘွားတိုင်းမှာအရန်ချုံမလှပါတဲ့အမျိုးသမီးလေးဖြစ်တယ်တဲ့နော်သူဆဲလိုက်တဲ့ဟာလေးတစ်ခုကကြတော့ဘွားပေါင်း900ပြန်ပြီးဆဲရတာမတန်ဘူးလေကိုပြောလိုက်တဲ့ဟာလေးတစ်ခုကကိုပြန်ပြီးတော့ခံရမယ့်ဟာမတန်ဘူးကိုရဲ့အဲ့လိုလေးမပြောအောင်နော်โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုဒီနေ့လည်းခင်မှာမမထင်တွေးလိုက်တော့တော်တော်လေးလည်းအံ့ဩမိပါတယ်တော်တော်လေးလည်းအံ့ဩမိတယ်ဆိုတာချားမဟုတ်ဘူးအခုကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေလည်းအံ့ဩမိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်เนาะအရန်ကိုပြောမယ်ဆိုအမားရဲ့မျက်နှာလေးကကျွန်တော်တို့မြင်တွေ့နေရတဲ့အချက်ကအရန်ကိုလှပတဲ့ဒါမျက်နှာလေးပါဒါတစ်ဖက်မှာတော့အားလုံးမြင်တွေ့တဲ့အတိုင်းပဲဒါအစနဲ့အပတ်ခံထားတဲ့အခြေအနေရှိနေတယ်ပေါ့နော်သို့တော်လည်းပဲဒီအခြေအနေမှာအရင်ဆုံးဒီဗီဒီယို reaction မလုပ်ခင်မှာကျွန်တော်အရင်ဆုံးပြောချင်တာကဒီမရဲ့ဒီပြောမယ်ဆိုရင်ခံယူချက်နဲ့စိတ်နေစိတ်ထားပေါ့နော်ခံယူချက်နဲ့စိတ်နေစိတ်ထားဆိုတာဗီဒီယိုထဲမှာလည်းအမှပြောသွားတယ်သူကအရန်ကိုလှချင်လာတယ်နော်ဒါတော့ main ကလေးတော်တော်များများတော့လှချင်လာတာအမှန်ပဲ
သို့တော်လည်းပဲဒီထဲမှာအမကသူကအရန်လှချင်တော်ညာလဲစနစ်အပတ်ခံထားတဲ့ဒီနေကိုလက်ခံပြီးတော့မှကိုဘွားကိုပြောမှဆိုအရှုံးမပေးဘဲနဲ့ဒီလိုမျိုးပြန်လဲရက်တည်နိုင်တာဒါတကယ်ကိုချီကျူးချင်ပါတယ်ပေါ့နော်ကျွန်တော်အရန်ကိုချီကျူးချင်ပါတယ်ဘာကြောင့်လဲဆိုတော့တော်ယုံတန်ယုံစိတ်နဲ့ပြန်လဲပြီးတော့တော့ရက်တည်ဖို့ဆိုတော့မလွယ်ဘူးဗျကျွန်တော်တို့ယောက်ျားလေးတောင်မှဒီလိုဖြစ်စီမျိုးနဲ့ဖြစ်ရင်တော်တန်ပြန်လဲရက်တည်ဖို့တာမန်စိတ်နဲ့ပြန်တိဆောက်ဖို့ဆိုတော့မလွယ်ဘူးဒါပေမဲ့ main ကလေးတယောက်အနေနဲ့ဒီလိုမျိုး case ကိုကြုံခင်းရတော့မှအခုလိုမျိုးပြန်ပြီးတော့ဘဝကိုပြန်ရက်တည်နိုင်တယ်ဆိုတာအမရဲ့စိတ်သက်ပိုင်းဆိုင်ရာတော်တော်လေးလေးစားဖို့ကောင်းတယ်အတွေ့အကြုံကိုလည်းကောင်းတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီ reaction မှာအဓိက highlight လုပ်ချင်တာကဒါအမရဲ့ဒီမျက်နှာဒီ acid ဘက်ခံတဲ့ကိစ္စကို highlight လုပ်ချင်တာမဟုတ်ဘူးဒါဘာကြောင့်ဘလို့ဖြစ်တယ်ဆိုတော့ပြောမှာမဟုတ်ဘူးကျွန်တော်လည်းမသိဘူးသို့တော်လည်းပဲကျွန်တော်အဓိက message ပေးချင်တာကဒီ acid လောင်းတာနည်းတယ်တဲ့များများလောင်းပေးပါဆိုတဲ့ဒီ comment ကိုကျွန်တော် highlight လုပ်ချင်တာနောက်ဘာကြောင့်လဲဆိုတော့ကျွန်တော်တိုင်းပြည်မတိုးတက်တာလည်းမပြောနဲ့ဗျာเนาะအဲ့ဒီကပဲစရမယ်မတိုးတက်တာလည်းမပြောနဲ့လူတဦးချင်းစီရဲ့အခြေခံစိတ်သက်တည်ကတချို့နေရာတွေမှာတော်တော်လေးကိုပြောမယ်ဆိုရင်နေပါနေတယ်လို့ပြောလို့ရတယ်ဗီဒီယိုဖိုင်ထဲမှာအားလုံးမြင်တွေ့တဲ့အတိုင်းပဲအမကပြောမယ်ဆိုရင်တာမန်အနေထားမဟုတ်ဘူးအဲ့လိုတာမန်အနေထားမဟုတ်တဲ့အခြေအနေမှာကျွန်တော်တို့ကပြောမယ်ဆိုခွန်အားပေးရမှာเนาะကျွန်တော်တို့ကခွန်အားပေးရမှာကိုကြောင့်ကိုယ့်ရဲ့ခွန်အားဖြစ်စေတဲ့စကားလုံးလေးတစ်လုံးကသူ့အတွက်ဒီစကားလုံးကိုဖတ်ပြီးသွားတဲ့အခါမှာเนาะပျော်ရွှင်သွားမယ်motivation ဖြစ်သွားမယ်ဆိုတော့ကျွန်တော်တို့အတွက်ဘာပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုတစ်ခုလုပ်လိုက်တာနဲ့အတူတူပဲလို့တော့ကျွန်တော်ယူဆမိတယ်အဲ့လိုမှမဟုတ်ဘူးလေကျွန်တော်ကသွားပြီးတော့မှငကိုရဲကိုမှပြောမှဆိုအားနည်းနေပါတယ်ဆိုတဲ့အခြေအနေကိုကျွန်တော်တို့ကသွားပြီးတော့လူတယောက်ကိုသွားတွန်းလဲတယ်သွားပြီးတော့နှိပ်တယ်သွားပြီးတော့ကျွန်တော်ဆွဲချတယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ပြောဆိုတာရေးသားတာလုပ်တာမျိုးတွေဆိုရင်တော့ဒါတော်တော်လေးကိုကျွန်တော်တို့ရဲ့စိတ်ကကျွန်တော်တို့ပြန်ပြီးတော့မှန်နေတော့ပြန်ပြီးတော့ကြည့်ရနော်ဘလောက်တောင်နေပါနေပြီလေပေါ့နော်အဲ့လိုမျိုးကိုပြန်ကြည့်စီခြင်းပါတယ်ဒီ comment ပိုင်းရှင်လေနော်ဘာကြောင့်လဲဆိုတော့ main ကလေးတယောက်ကိုဒီလိုမျိုးစိတ်တက်မျိုးနဲ့ပြောဖို့ဆိုတော့တော်ယုံခံယူချက်တော်ယုံစိတ်နဲ့တော့မဖြစ်နိုင်ဘူးတော့ယူဆမိတယ်ဒီ video file ထဲမှာဆိုရင်အမကပြောတော့တာလေးကတကယ်ကိုကျွန်တော်တို့အတွက်ယူတတ်မယ်ဆိုရင်ယူခြင်းစရာကောင်းပါတယ်နော်ဘာလဲဆိုတော့သူ့ကိုဒီလိုမျိုးဖြစ်အောင်လှုပ်သွားတဲ့သူတော်မှ तू ကပြန်ပြီးတော့မလှုပ်ချင်ဘူးတဲ့ဒါအဲ့ဒီစကားလုံးလေးကကျွန်တော်ဒီနေ့အတွက်ကျွန်တော်ဘဝအတွက်ပေါ့နော်တကယ်ကိုတင်ယူစရာကောင်းတဲ့စကားလုံးလေးပါဒါအမကိုကျွန်တော်မြောက်ပြောတာမဟုတ်ဘူးတကယ်ကိုကျွန်တော်ရင်ထဲကလာတဲ့စကားပါကိုဒီလောက်ထိနစ်နာနာဖြစ်အောင်เนาะပြောမယ်ဆိုဘဝမှာရက်တီကိုခက်ခဲသွားရလောက်တဲ့အထိလှုပ်သွားတာတော့မှကိုလိုမျိုးခံရဆို तू ပြန်ခံရပါစေဆိုတဲ့စိတ်ကိုမမွေးဘဲနဲ့လူတိုင်းကိုပြောမယ်ဆိုရင်ထားစီခြင်းတဲ့စိတ်ကလေးနဲ့ तू ဒီကိုကိုလှုပ်သွားတဲ့လူပေါ်မှာမေတ္တာစိတ်ထားနိုင်တာတော်တော်လေးဒါကျွန်တော်တို့အတွက်တင်စရာကောင်းတယ်လို့ပဲကျွန်တော်မှတ်ချက်ပေးခြင်းတယ်ဒီစကားလေးကြားပြီးတဲ့အချိန်မှာလည်းကျွန်တော်လည်းပြန်ဆန်းစစ်တယ်ကိုယ့်ဘဝမှာကိုယ့်အပေါ်မှာမကောင်းကြတဲ့လူတွေရှိတယ်ကိုယ့်ဘဝမှာရုပ်မာတော့တဲ့လူတွေရှိမယ်နော်ဒါကျွန်တော်မှမဟုတ်ဘူးကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေလည်းရှိမှာလောဝဆိုတာကျွန်တော်တို့ပုံစံမျိုးစုံနဲ့ကျွန်တော်တို့တစ်ဖြတ်နေရရင်ဆိုင်နေရတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်တော်တွေမှာကိုယ့်ဘဝမှာမကောင်းကြတဲ့လူတွေကိုယ့်ဘဝမှာမနာလိုဝေတိုစိတ်ဖြစ်တဲ့လူတွေကျွန်တော်တို့ဒီခါတရံကြရင်မုန်းတီးကောင်းမုန်းတီးနိုင်တယ်ဒါပေမဲ့အဲ့ဒီအမုန်းတရားကကျွန်တော်ပြန်တွေးကြည့်လိုက်တဲ့အခါမှာခုရှင်ဘက်ထဲမှာပူလောင်နေပြသူတို့ကိုလေစုပ်ကင်ထားမယ်ဆိုရင်ဒီလားကျွန်တော်တို့လွှတ်ချလိုက်မယ်ဆိုရင်လေတကယ်ကိုပြောမယ်ဆိုရင်ကျွန်တော်တို့မီးခဲနဲ့ရေခဲတုံးလို့ကွာခြားချက်လို့ပဲဒီလားကျွန်တော်ကင်ထားရင်မီးခဲတုံးကြီးကိုကင်ထားရတယ်လို့ပဲသူ့ကိုပြောမယ်ဆိုရင်ပြန်လှုပ်ချင်တဲ့စိတ်သို့မဟုတ်သူ့ကိုမုန်းတီးတဲ့စိတ်တွေကကျွန်တော်တို့ရဲ့ရင်ဘက်ထဲမှာကျွန်တော်တို့ပူလောင်စေတယ်အဲ့ဒီပူလောင်တောကတွေကကျွန်တော်တို့ရဲ့လာမဲ့မနက်ဖြန်တွေကိုကျွန်တော်တို့ကအလုပ်တွေလုပ်တဲ့အခါကျရင်အဲ့ဒီမကြည်လင်တဲ့စိတ်တွေကြောင့်ကျွန်တော်တို့ရဲ့အလုပ်ကိုင်တွေအများကြီးနှောက်ယှက်ဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲကျွန်တော်တို့ကသူတို့ကိုခွင့်လွှတ်နိုင်တယ်မေတ္တာပွားပေးနိုင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ရင်ဘက်ထဲမှာအရင်အေးချမ်းတယ်အဲ့လိုအေးချမ်းတဲ့စိတ်လေးရောက်လာတဲ့အခါကျရင်ကျွန်တော်တို့ဘာလို့လို့အဆင်ပြေတယ်လူတစ်ယောက်နဲ့စကားပြောရင်ပဲဖြစ်စေကျွန်တော်တို့ကပြောမယ်ဆိုမျက်နှာလေးကိုပြုံးပြီးတော့ပြောနိုင်ရတယ်အဲ့လိုမှမဟုတ်ဘဲကျွန်တော်တို့ကမုန်းတီးတဲ့စိတ်တွေနဲ့ကျွန်တော်တို့ကပြောပူလောင်တဲ့စိတ်တွေနဲ့ကျွန်တော်တို့ကစုပ်ကင်ထားပြီးတော့မှကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့ကတီးဆောက်မယ်ဆိုရင်ကျွန်တော်တို့မျက်နှာမှာပေါ်တယ်အဲ့ဒီစိတ်ကြီးอ่ะเนาะမျက်နှာအကြည်တက်မရှိတော့ဘူးမျက်နှာမှာဒေါသစိတ်တွေမောဟစိတ်တွေနဲ့ကျွန်တော်တို့ပြည့်နှက်နေပါဒီဗီဒီယိုဖိုင်ထဲမှာဆိုရင်အမကတော်တော်လေးကိုပြောမယ်ဆိုခံယူချက်အရန်ကောင်းတယ်เนาะကိုဒီလောက်ထိနင်းနာနာလောက်သွားတဲ့အမျိုးသမီးပေါ်မှာလည်းသူ့လိုဖြစ်စေခြင်းတဲ့စိတ်လုံးဝမရှိဘဲနဲ့မှသူပြောမယ်ဆိုရင်ပြန်တုံ့ပြန်ခြင်းတဲ့စိတ်ကိုလွှတ်ချထားနိုင်တယ်ဒါကခုနကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲတာမန်လူတွေလှုပ်လို့မရတဲ့စိတ်မျိုးเนาะတာမန်လူတွေလှုပ်လို့မရတဲ့စိတ်မျိုးဒီလိုမျိုးစိတ်မျိုးပိုင်ဆိုင်နေတဲ့အမကိုလည်းခွန်အားပေးချင်တာကအမြန်ဆုံးပြန်လည်ပြီးတော့ငကုမူလအတိုင်းပေါ့နော်ပြန်လည်ပြီးတော့ဖန်တီးနိုင်ပါစေ။ဘာကြောင့်လဲဆိုတော့ဒီဘက်ခေတ်မှာကျွန်တော်တို့လုံးလို့မရအောင်ဆိုတော့ဘာမှမရှိတော့ဘူး
နော်အဲ့ဒါလေးနဲ့ခွန်အားပေးခြင်းတယ်လုံးလို့မရတော့ဘူးဆိုတော့ဘာမှမရှိဘူးအကုန်လုံးလို့ရတယ်အကုန်ပြုပြင်ပြောင်းလဲလို့ရတယ်အကုန်ပြန်ပြီးတော့ကျွန်တော်တို့ကတစ်ခါနေပြန်စားလို့ရတယ်ကိုယ့်ရဲ့ရုပ်ရည်အစားနော်အဲ့တော့ငွေကြေးတာရှိမယ်ဆိုရင်မျက်နှာကိုလက်ရှိဖြစ်ပျက်နေတဲ့အခက်အခဲတွေကနေကြော်ဖြတ်ပြီးတော့မှအလှပဆုံးဒါအမှပြုံးအောင်လဲမြင်ကျင်ပါတယ်လို့ကျွန်တော်အနေနဲ့ဒါအကြမ်းဖျက်ပြောကြားရင်းနဲ့ပဲဒီလေးကိုအဆုံးသတ်ချင်ပါတယ်။ Okay ဆိုတော့ဒီ file နဲ့ပတ်သက်ပြီးဗာများမှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးခြင်းတာရှိရင်ကိုမမှာရေးသားကြပါကျွန်တော်အနေနဲ့များကြည့်ရှုအားပေးနေကြပြီးတော့တူတယောက်ချင်းလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့စုံညီပါပြန် See you next video